မြောက်တကုံလက်ရှိပေါက်ဈေးပေါ့မြောက်တကုံကလက်ရှိဆိုရင်ဝန်ထမ်းများအင်အားလန်းဈေးလောက်ဖြစ်မင်္ဂလာပါရှင်မြန်မာ property dealer အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ညီမတို့ဒီမြန်မာ property dealer အဖွဲ့ရနေပြီးတော့ကြောက်တရားအိမ်ချမ်းမြေဥက္ကဋ္ဌကိုရန်ကုန်မြို့ရဲ့အိမ်ချမ်းမြေဈေးကွက်အခြေအနေကိုအခုလိုတွေ့ဆုံဝင်မြင်သွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကိုမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါသမီးနာမည်ကတော့ဒီမြန်မာ property dealer ရဲ့မနီနီမောင်ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပထမအဦးဆုံးအနေနဲ့ပေါ့နော်အခုရဲ့နာမည်လေးရယ်နောက်ပြီးတော့တာဝန်ယူထားတဲ့အပိုင်းလေးကိုဒီကြည့်ရှုနေတဲ့လူကြီးမင်းတွေတရားမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်နာမည်ကဥပိနော့ပါကြောက်တရားမျိုးနဲ့အိမ်ချမ်းမြေဥက္ကဋ္ဌပါကြောက်တရားမျိုးနဲ့ကျွန်တော်တို့တတိုင်းပြည်လုံးရဲ့မြန်မာနိုင်ငံတော့တနိုင်ငံလုံးရဲ့ဥက္ကဋ္ဌဒေါ်မိုးမိုးအောင်ပါဟုတ်ကဲ့ဥက္ကဋ္ဌရဲ့လက်အောက်မှာကျွန်တော်တို့ကလုပ်နေတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့မြို့နယ်ဥက္ကဋ္ဌပါဟုတ်ကဲ့ပါနော်ဒေါ်မိုးမိုးအောင်ကကျွန်တော်တို့ရုံးကပန်းဆိုတာဒီအလဲမှာငားလွာမှာရှိပါတယ်မရီစာရုံးကပေါ့အိမ်ချမ်းမြေရုံးကလေးတိတန့်ဖွင့်ထားပါတယ်ဟုတ်ကဲ့ဟုတ်နော်ကျွန်တော်မြို့နယ်ဥက္ကဋ္ဌအနေနဲ့လက်ရှိတာဝန်ယူထားပါတယ်ဟုတ်ကဲ့ဒါဆိုဒီပထမအဆုံးမိကုန်းလေးနေတယ်ပေါ့နော်ဒီတမီးတို့ဒီလက်ရှိပေါ့နော်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာဒီရန်ကုန်မြို့ရဲ့အိမ်ချမ်းမြေဈေးကွက်အခြေအနေကအရင်ကနဲ့မတူပဲဘယ်လိုတွေများတိုးတက်ပြောင်းလဲသွားလဲဆိုတော့အပြောင်းလဲအခြေအနေလေးကိုသုံးသပ်ပေးပါအောင်ရှင်အစိုးရတက်လာပြီးတော့နောက်ပိုင်းမှာရန်ကုန်အိမ်ချမ်းမြေဈေးကွက်ကလည်းအရန်ကောင်းလာပါတော်တော်လေးစိတ်ဝင်စားတဲ့လူလည်းတော်တော်များလာအရင်တော့ဆိုရင်ဒီအိမ်ချမ်းမျိုးတော့လူတွေကစိတ်မဝင်စားကြအခုကအမျက်ဆုံးကလည်းရပါတယ်တော်တော်များများကောင်းနေတော့အားလုံးကအိမ်ချမ်းမြေဘက်ကိုလှည့်လာကြတာเนาะဟုတ်ကဲ့ဒါဆိုနောက်တစ်ခုကကြတော့ပေါ့နော်ဒီအားလုံးလည်းသိကြတယ်ရန်ကုန်တရတရားကြီးပေါ့နော်ရန်ကုန်တရတရားကြီးကဒီစီမံကိန်းကလည်းနည်းနည်းကြာနေပြီဒီပြီးကန်နေတဲ့အချိန်တုန်းကဒလဘက်ကအိမ်ချမ်းမြေတွေရောဒီမြို့ထဲဘက်ကအိမ်ချမ်းမြေဈေးတွေကတော်တော်ကိုမတီမငြိမ်လှုပ်ခက်ဖြစ်နေတယ်ပေါ့နော်ဟိုတက်မလို့နဲ့တချို့တွေလည်းအရန်နေတက်ကြတယ်ဒါပေမဲ့အခုလည်းတရားကြီးလည်းပြီးစီးသွားရောလူတွေမျောလင့်ထားတဲ့လောက်ဈေးနှုန်းတွေကအရန်တက်မလာဘူးငြိမ်နေတာကိုတွေ့ရတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီအိမ်ချမ်းမြေဥက္ကဋ္ဌတအုပ်အနေနဲ့ဘယ်လိုလေးများပြောကြပေးခြင်းလဲရှင့်သူကအဓိကတော့ဒလမြေကသူကအထက်မြင့်ဆောက်လို့မရတဲ့စိတ်ပိုင်းလည်းရှိတယ်ဟုတ်ကဲ့မြေကပြော့တယ်အထက်မြင့်ကမရအောင်ဆောက်လို့နောက်ရေပြဿနာရှိရေကကျွန်တော်တို့ဒလရေကတိတ်မကောင်းဂျိုးဖြူလိုင်းတွေ့ထားတဲ့ရေသုံးမှပဲအဆင်ပြေအဲ့တော့နောက်တက်ထားတဲ့ဈေးကလည်းတော်တော်ကျွန်တော်တို့တကုံတောင်တကုံစိတ်ကန်းနဲ့မတန်တစတက်သွားတာတကယ်တောင်တကုံစိတ်ကန်းမှာတက်တဲ့ဥစ္စာဒီဒလမှာနီးလို့ဈေးတက်သွားတာညံကုန်မြို့နဲ့အနီးဆုံးဆိုတော့ဈေးတက်သွားဟုတ်အဲ့လိုဖြစ်သွားတာဒရာလည်းပြီးတော့ဈေးတက်ပြီးတော့လူတွေကရင်းနှီးမြုံနှံမှုကနည်းနည်းလေးစဉ်းစားဒါပေါ့ဟုတ်ကဲ့ဟုတ်ဒါဆိုဒီအခုအနေနဲ့ကကြောက်တရားအိမ်ချမ်းမြေဥက္ကဋ္ဌလည်းဖြစ်တယ်လို့ဒီကိုယ်တိုင်ရောဒီအယောင်းအဝယ်အငှားတွေကိုအကျိုးဆောင်ပေးလာရှင်ဟုတ်ကဲ့ကျွန်တော်ကကိုယ်တိုင်မြေကွက်ဝယ်ရောင်းလုပ်ပါတယ်ဟုတ်ကဲ့ကိုယ်တိုင်ဝယ်တယ်ရောင်းတယ်အကျိုးဆောင်ကြတော့ကျွန်တော်တပည့်တွေထားတာလေရုံးခန်းဖွင့်လာတယ်တောင်တကုံလော်ကားလမ်းမကြီးပေါ့တောင်တကုံမှာပေါ့နော်ဟုတ်ကျွန်တော်အဓိကလုပ်တာတောင်တကုံနဲ့စိတ်ကန်းဒီမြို့နယ်နှစ်ခုအဓိကလုပ်ပါဟုတ်ကဲ့ဒါဆိုတောင်တကုံနဲ့တကုံစိတ်ကန်းကိုအဓိကလုပ်တာဆိုတော့တောင်တကုံနဲ့တကုံစိတ်ကန်းရဲ့အိမ်ချမ်းမြေဈေးကွက်လေးရောနည်းနည်းတော့သုံးသပ်ပေးလို့ရလားရှင်လက်ရှိတော့တကုံစိတ်ကန်းဈေးကတော်တော်လေးကောင်းလာပါတယ်ဖွံ့ဖြိုးလာတာနော်တော်တော်လေးဈေးကောင်းလာတာအရင်နဲ့ဆိုင်တော်တော်လေးကောင်းလာတယ်ဟုတ်ကဲ့ဈေးတဖြည်းဖြည်းကျွန်တော်မှန်းတာတော့မြောက်တကုံနီးပါးလောက်ဖြစ်လာတယ်ဈေးကွက်အခြေအနေကဟုတ်ကဲ့မြောက်တကုံလက်ရှိပေါက်ဈေးပေါ့မြောက်တကုံကလက်ရှိဆိုရင်ဝန်ထမ်းများအင်အားလန်းဈေးလောက်ဖြစ်ပေါက်ဈေးမြေကွက်ဈေးကမြောက်တကုံမှာအခုစိတ်ကတော်တော်လေးဖွံ့ဖြိုးလာပါပြီဈေးလည်းတော်တော်လေးကောင်းလာပြီနောက်တစ်ခါကင်ဆာဆေးရုံတို့ဘာလို့ကလည်းရောက်လာအဲ့မှာအဲ့ဒါလေးတော်တော်များများလူတွေကအဲ့ကိုလာရတာပဲကိုးမြင့်လမ်းပေါ်တွေပါအဲ့မှာဈေးတွေကောင်းလာတယ်နော်အလားလာကောင်းလာတာနော်ဟုတ်ပြီးတော့ပေါ့နော်ဒီညီမတို့ဒီတကုံလေးမြို့နယ်လို့ပြောလိုက်လို့ရှိရင်တကုံစိတ်ကန်းကလူတွေရဲ့ခံစားချက်မှာမြို့နယ်လည်းကြီးနေတိတ်ပြီး develop မဖြစ်ဘူးလို့ထင်ကြတယ်ဒါပေမဲ့လို့အဲ့ဒီမှာတေချာကြည့်လိုက်လို့ရှိရင်ဒီအင်ယာစီမံကိန်းတွေလည်းတော်တော်များများရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီတွေကမှအခုဆိုလို့ရှိရင်လက်ရှိ line ပေါ်မှာလည်းဒါ social media မှာလည်းနာမည်ကြီးနေတယ်ညီမတို့လမ်းမှာလာတော့တွေ့ခဲ့တဲ့ Skyman City ဆိုတဲ့ project ကြီးပေါ့နော်ဆိုတော့အဲ့ဒီ project အကြောင်းရောဒီအခုအနေနဲ့တည်တဲ့လောက်လေးပြောပြပေးလို့ရလားရှင်
အဲ့ဒါဟိုဘက်စိုက်မွေးခေါ်တာဗောနော်ဟိုဘက်စိုက်မွေးဘက်တွေဖြစ်သွားတယ်အဲ့ဘက်ကျတော့ဟိုစစ်မှုတန်းတွေကိုချပေးတဲ့အကွက်တွေပေါ့နော် ဟုတ်ကဲ့ မြေငါအခုနောက်ဆုံးချပေးအရင်တော့ပါမစ်မြေတွေချပေးတာ60ပတ်လည်တွေ ဟုတ် စိုက်မွေး8ရက်ကွက်တို့9ရက်ကွက်တို့အဲ့ဒီမှာမြေကွက်ကအရင်တော့8ရက်ကွက်ဆိုရင်ပေ60ပတ်လည်ကို1000လောက်နဲ့အယောင်းဝယ်လုပ်ခဲ့တာအခုဆို2500လောက်ပေါင်းလက်ရှိပါစေရ ဟုတ်ကဲ့ဟုတ်ကဲ့ 60ပတ်လည်အခု40 60တွေတော့ထောင်ကျော်နေစရောင်းနေအဲ့ဒါကျတော့ဂယံနေချပေးတာပေ40 60တို့နိုင်ငံတော်ကချပေးတာနော်ဂယံဆိုတော့လောလောဆယ်3နှစ်လောက်ကတော့သူတို့ဟိုပါဝါတို့ဟိုဟာတွေမရဘူးပေါ့နော်မြေပုံ900ဆိုရင်မရနိုင်3နှစ်ပြည့်မှပဲနာမည်ပြောင်းလို့ရမယ်အဆင့်ရှိတယ် ဟုတ်ကဲ့ဟုတ်ဒါဆိုဟုတ်ဟိုနောက်ထပ်မိကွန်းတစ်ခုကကြတော့ဗောနော်ဒီဒဂုံလေးမျိုးနယ်ရဲ့အိမ်ချမ်းမြေစည်းကွက်ကဒီအရင်ကနဲ့ဗောနော်ဒီ2026မတိုင်ခင်အရင်ကရဲ့အခုလက်ရှိရဲ့ဆိုလို့ရှိရင်ဒီအယောင်းအဝယ်တွေကဗောနော်အယောင်းပဲတွက်နေလားဒါမှမဟုတ်လို့ရှိရင်အဝယ်ပဲအရင်များနေလားအဲ့လိုမျိုးလေးရောချိန်ချပြီးပြပြပေးလို့ရလားရှင် အဝဲတော့များပါတယ်အဝဲတော့များပါတယ်နေရာပေါ်မှာအဓိကမူတည်တာပေါ့နော်နေရာကောင်းကြတော့တစ်ခါလေကျတော့ဝယ်လို့မရအဲ့လိုဖြစ်တယ် ဟိုဒါဆိုရောင်းရမြေကွက်လက်တွေရောတော်တော်များများကျန်သေးတာရှင် ရှိပါတယ်ဘာလို့မျိုး145နေစတာလေရက်ကွက်ကနောက်ဆုံး154မှာသွားဆုံးတာဟုတ်မြေကွက်တစ်ကွက်ဆိုရင်အကွက်ကြီးပေ40 60အကွက်ပေါင်း2000လောက်ရှိတယ်ဆိုအကွက်တွေအများကြီးပဲအဲ့မှာအကွက်ကြီး145အကွက်ကြီးတစ်ကွက်မှာမြေကွက်အယောင်းဝယ်လုပ်ဖို့အများကြီးလုပ်လို့ရတယ်145 146 149 148 149 150 151 152 153 154ဆို10ကွက်ကြီးအကွက်ကြီး10ကွက်ကိုကစားလို့ရတယ် ဟုတ် အဲ့ဒါမျိုးပေါ့နော်အိမ်ချမ်းမြေသမားတွေကနောက်ဆုံးအဲ့မှာတော့စုံကြတာဒလာကျတော့ခုနပြောလို့အလားလားတိတ်မကောင်းတော့ဒီဘက်ကိုလှည့်လာကြ ဟုတ်တာပေါ့ဟုတ်ဒါဆိုဝယ်လိုအားနဲ့ရောင်းလိုအားဆိုရင်ရောဘယ်ဟာပို့ပြီးတော့မြောက်နေလဲဒါမှမဟုတ်မျှချေရှိလားရှင် ဝယ်လိုအားတော့များပါတယ် ဝယ်လိုအားဟာများ များပါတယ် ဟုတ်ကဲ့ နော်အကွက်တွေရောင်းတဲ့လူကလည်းဟိုတေးရောင်းရင်လည်းရောင်းမှာအချို့ကြတော့လည်းမရောင်းရင်ကြဘူးတိန်းထားကြတာပေါ့နော် ဟုတ်ကဲ့ဟုတ် ရေရှည် ဒါဆိုလို့ရှိရင်ဒီပေါ့နော်နောက်လာမယ့်အနာဂတ်မှာရောဒဂုံလေးမျိုးနယ်ရဲ့အိမ်ချမ်းမြေဈေးကွက်ကဟိုမြင့်တက်ဖို့အလားအလာရှိလားဒါမှမဟုတ်ရင်ငြိမ်နေမဲ့အခြေအနေရှိလားရော့ကျသွားနိုင်လားဆိုတာရောဘယ်လိုမျိုးလေးမြင်လဲရှင် မြင့်တက်ဖို့ပဲရှိပါတယ် ဟုတ်ကဲ့ဟုတ် နော်အလားလားကောင်ဖွံ့ဖြိုးခါစားပေါ့ဒီစိတ်ကန်းအခုဖွံ့ဖြိုးသွားပြီတော်တော်လေးဖွံ့ဖြိုးပြီးအခုတောင်ပိုင်းလာတော့ ဟုတ် တောင်ပိုင်းကလည်းစပြီးအယောင်တွက်လာအရင်တော့တောင်ပိုင်းကအယောင်တိတ်မတွက်သေးဘူးဟိုတောင်ပိုင်းကလူတွေကပြန်စိတ်ဝင်စားလာ ဟုတ်ကဲ့ စိတ်ကန်းဈေးတွေကလည်းမြင့်လာပြီဒလလို့ဖြစ်လာပြီလူကစိတ်ဈေးကတအားမြင့်သွားရင်နောက်ပိုင်းကျတော့လူကနည်းနည်းဟိုဈေးနည်းတဲ့ဘက်ကိုလိုက်လာကြတာအဲ့လိုဖြစ်တောင်ပိုင်းကိုရောက်လာကြအဲ့လိုရှိ ဟုတ်ဒါဆိုနောက်ထပ်မိကုန်းလေးတစ်ခုကပေါ့နော်အခုဆိုရင်လက်ရှိဆိုလို့ရှိရင်အိမ်ချမ်းမြေလောကအိမ်ချမ်းမြေဈေးကွက်ကလူတွေကတော်တော်များများစိတ်ဝင်စားလာကြပြီပေါ့နော်ဆိုတော့ဒီဝယ်သူတယောက်အနေနဲ့ပေါ့နော်ဒီယခုအချိန်အခါကအိမ်ချမ်းမြေကိုဝယ်ယူထားဖို့တင့်တဲ့အချိန်ကခဏစောင့်ဆိုင်ထားတဲ့အချိန်နေလားရှင် ဝယ်ယူပြီးတိန်းထားတဲ့လူကကျတော့ပို့အကျိုးမြတ်ရှိကြတယ် ဟုတ်ကဲ့ ဝယ်ရောင်းကျွန်တော်တို့လိုဝယ်ရောင်းနေကြတော့ဟို10တိတ်မြတ်15တိတ်မြတ်ရောင်းသွားကြတော့တိတ်အကျိုးမြတ်ကမတူ ဟုတ်ကဲ့ တိန်းထားတဲ့ဥစ္စာပို့အကျိုးရှိ ဟုတ်ကဲ့ ရင်းနှီးမြုံနဲ့ငွေနိုင်တော့တိန်းထားတာအကောင်းဆုံးနေရာကောင်းကိုရွေးပြီးတော့ပေါ့နော်နေရာပေါ်မှာလည်းမူတည်တာ ဟုတ်ဒါဆိုနောက်ဆုံးမိကုန်းလေးတစ်ခုအနေနဲ့ဒီပေါ့နော်အိမ်ချမ်းမြေအကျိုးဆောင်တွေရောဒီအိမ်ချမ်းမြေစိတ်ဝင်စားတဲ့ဝယ်သူတွေပေါ့နော်ဝယ်သူတွေအတွက်ရောဒီအခုအနေနဲ့စကားလက်ဆောင်လေးပြောကြပေးပါအောင်ရှင် ဝယ်သူအတွက်တော့ဒီချိန်ကကောင်းပါလေဝယ်ပြီးတိန်းထားတင့်တဲ့အချိန်နော် ဟုတ်ကဲ့ နောက်ဒီလိုအလားလာရဖို့လည်းမလွယ်ဘူး ဟုတ်ဒါဆိုအကျိုးဆောင်တွေအတွက်ရောရှင်စကားလက်ဆောင် အကျိုးဆောင်ကတော့ခုနအကျိုးဆောင်တော့ကိုရင်းနှီးမြုံနာတော့ကိုမြတ်တော့ရောင်းတာပါသူလည်းငွေနိုင်တော့တိန်းထားတင်တာနေရာကောင်းရင်တော့တိန်းထားတင်တာ ဟုတ်ကဲ့ နေရာကိုရွေးပြီးတော့နော် ဟုတ်ကဲ့ အဲ့နေရာကောင်းကတခါလေးဝယ်လို့မရ ဟုတ်ကဲ့ဟုတ်ကဲ့အခုလိုမိကုန်းလေးတွေပြည့်ပြည့်စုံစုံကြားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီအခုကြည့်ရှုနေတဲ့လူကြီးမင်းတွေအားလုံးရောညီမတို့မြန်မာ property တီတာကအခုဆိုရင်တော့ဒါကျော်တော်ရအိမ်ချမ်းမြေဥက္ကဋ္ဌကိုဒီဒဂုံလေးမြို့နယ်ရဲ့အိမ်ချမ်းမြေဈေးကွက်ရောရန်ကုန်တစ်မြို့လုံးရဲ့အိမ်ချမ်းမြေဈေးကွက်အခြေအနေလေးကိုမေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနောက်ဘက်တွေမှာလည်းပဲညီမတို့ကအခုလိုရန်ကုန်မြို့ရဲ့အိမ်ချမ်းမြေဈေးကွက်အကြောင်းလေးတွေကိုလိုက်ပြီးတော့မှလိလာစုံစမ်းမေးမြန်းသွားအောင်မှဖြစ်လို့ညီမတို့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင် မြန်မာအိမ်ချမ်းမြေအတွက် MBD News